ခဲ့တဲ့စိတ်တွေအမြင်မှာပျက်စီးပြောင်းသွားပေမဲ့လေတဘာဝတရားရဲ့ပြုစုပေးခဲ့ခြင်းကြောင့်ရဲ့အချိန်တန်ရဲ့ဖူးပွင့်သီလာမယ်သခင်ဖရာအတွက်အသက်ဆုံးသူတွေဒီဘောခါပြီးဆုံးခဲ့ပေမဲ့လေသခင်ဖရာရဲ့ကျေးဇူးကတိတော်များကြောင့်ရဲ့ယုံကြည်သူမျိုးစေ့ဖြစ်လာတယ်ဖရာသခင်တွေ့ပေးကမ်းတော်ရာဘယ်အရာမှာအချင်းနေမဖြစ်နိုင်တယ်ဖရာသခင်တွေ့ဆုံးခဲ့အသက်တာလဲလူအမြင်မှာဆုံးရှုံးသွားပေမဲ့ဒီဘဝ၌စတရားနောက်ဘဝအတွက်အသက်ချမ်းသာဘိုးတော်ရှင်ထားခဲ့ကြတဲ့တရားဖြစ်နေခဲ့ရဲ့ပိုင်ဆိုင်ရန်အတွက်ဆွလို့သူဖြစ်မယ်ဝိညာဉ်မျိုးစေ့ကျဲခဲ့တဲ့သူတရားအတွေ့ရဲ့ရွှေပြည်တော်ရိတ်သိမ်းခွင့်ကြုံမယ်ဖရာသခင်အတွက်ပေးကမ်းတော်အရာဘယ်အရာမှာချင်းနေမဖြစ်နိုင်တယ်ဖရာသခင်တွေ့ဆုံးခဲ့အသက်တာလဲလူမြင်မှာဆုံးရှုံးသွားပေမဲ့ဒီဘဝ၌အစတရားနောက်ဘဝအတွက်အသက်ချမ်းသာကိုယ်တော်ရှင်ထားခဲ့တဲ့တရားဖရာသခင်တွေ့ဘယ်အရာမှာအချင်းနေမဖြစ်နိုင်နဲ့ဖရာသခင်အတွက်ဆုံးခဲ့အသက်တာ